ထိုင်းနိုင်ငံမှာအခုလက်တလော6ရက်လောက်အတွင်းမြန်မာအလုပ်သမား4ဦးအထိလုပ်ငန်းခွင်မတော်တဆမှုတွေကြောင့်တည်ဆုံခဲ့ရပါတယ်။တည်ဆုံသူအလုံးကအသက်20ကျော်အရွယ်မြန်မာလူငယ်အမျိုးသားတွေပါ။နိုဝင်ဘာ14ရက်တုန်းကထိုင်းနိုင်ငံတောင်ပိုင်းကရာဘီခရိုင်ပလိုင်ဖာလာလာမြို့ကစားအုံးစီကုမ္ပဏီတစ်ခုမှာလုပ်ကိုင်နေတဲ့မြန်မာလူငယ်2ဦးလုပ်ငန်းခွင်အတွင်းတရက်ထဲတစ်ချိန်နဲ့တည်ဆုံခဲ့ရပါတယ်။သူတို့ကကုမ္ပဏီပိုင်းဓာတုဆေးတွေထားတဲ့ကန်ထဲကိုတန်ရှင်းရေးလုပ်နေရင်အစိတ်ငွေတွေရှူမိတာကြောင့်ကွယ်လွန်ခဲ့ကြတာပါ။တန်ရှင်းရေးလုပ်တာကတော့မြန်မာလူငယ်3ယောက်ဖြစ်ပေမဲ့24နှစ်အရွယ်ကိုရှိုင်းလင်းအောင်နဲ့25နှစ်အရွယ်ကိုကျော်လင်းဦးတို့ကတော့ဆုံးမခဲ့ကြတာပါ22နှစ်အရွယ်ကိုပိုင်ကိုတော့ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေကအချိန်မီကယ်ထုတ်နိုင်ခဲ့ပါတယ်ဓာတုကန်တဲ့ဝင်ရောက်ခဲ့သူ3ဦးလုံးအစိတ်ငွေတွေအလွန်အကျွံရှူမိခဲ့ကြတာလို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်ဒီဖြစ်အပြီး4ရက်အကြာနိုဝင်ဘာ18ရက်ညနေပိုင်းမှာတော့ဖေဘူရီခရိုင်ကတန်ဆိတ်ရုံတရုံမှာလုတ်ကင်နေတဲ့တက်23နှစ်အရွယ်ကိုကျော်စင်ဝင်းလုပ်ငန်းခွင်ထဲမှာပဲတည်ဆုံးခဲ့ရပြန်ပါတယ်သူကလုပ်ငန်းခွင်ထဲ forklift ကမောင်းနေမတော်တဆဖြစ်ပြီးကွယ်လွန်ခဲ့ရတာပါနောက်ထပ်နိုဝင်ဘာ19ရက်ညပိုင်းကထပ်ဖြစ်တဲ့လုပ်ငန်းခွင်မတော်တဆမှုကလည်းတော်တော်ဝမ်းနည်းစရာအဖြစ်ပါချွန်ဘူရီခရိုင်ဖမ်းမေမျိုးကဖော့ဆက်ရုံမှာလုတ်ကင်နေတဲ့24နှစ်အရွယ်ကိုတက်စော်ကိုဟာဖော့ချိတ်ဆက်တဲ့ညက်ပါသွားပြီးတည်ဆုံးခဲ့ရတာပါစက်ကြီးတဲ့ကိုခန္ဓာကိုယ်တစ်ခုလုံးပါသွားတာဖြစ်လို့သူ့ရဲ့ဇာပနာဟာကိုအင်္ဂါတွေတစားစီဖြစ်နေတဲ့အခြေအနေနဲ့လုတ်ခဲ့ရမှာပါစက်ရုံတွေက CCTV မှတ်တမ်းတွေအရကိုတက်စော်ကိုဟာနိုင်တော်တော်များများစက်တိုက်အလုပ်လုပ်ခဲ့တာကြောင့်အိတ်ငိုက်သွားပြီးခုလိုမတော်တဆဖြစ်ဆိုးနဲ့ကြုံခဲ့ရတာလို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ကိုတက်စော်ကိုကအဲ့ဒီစက်ရုံမှာအလုပ်လုပ်တာ9လလောက်ပဲရှိသေးတဲ့ပန်းရောင်ကက်ကိုင်ဆောင်ထားသူလို့သိရပါတယ်။ထိုင်းရောက်မြန်မာအလုပ်သားတွေကိုကူညီပေးနေတဲ့ MHAC နဲ့ WAG စတဲ့အလုပ်သမားကူညီရေးအဖွဲ့တွေကတော့တည်ဆုံသူတွေရတဲ့အခွင့်အရေးတွေရဖို့ချမ်းရတဲ့မိသားစုတွေကိုကူညီပေးနေကြတယ်လို့တွေ့ရပါတယ်။အကြောင်းအမျိုးမျိုးနဲ့သူတို့ဘာနိုင်ငံကိုရောက်လာပြီးမိသားစုအတွက်ရုန်းကန်နေကြရသူတွေခုလိုအဖြစ်ဆိုးတွေကြုံကြရတာဝမ်းနည်းစရာပါ။ထိုင်းရောက်မြန်မာများဘေးကင်းပြီးကြီးမှန်းချက်တွေအောင်မြင်ကြပါစေခင်ဗျာ။